ဒီနေ့ရွေးချယ်ထားတော့အဓိကကျမ်းချက်ကတော့ဗျာဒိတ်ကျမ်းအခန်းကြီးနဲ့အငယ်18ကနေ20အထိဖြစ်ပါတယ်ဗျာဒိတ်ကျမ်းအခန်းကြီးနဲ့အငယ်18ကနေ20အထိအတူတကွကျွန်တော်ဖတ်ကြားလိုပါတယ်တွာတိယမြို့၌ရှိတော်အသင်းတော်ဤတမန်ကိုဤတို့ရေး၍မာလိုက်လောမီးလျံကဲ့သို့သောမျက်စိနှင့်၎င်းချေးဝါစစ်နှင့်တူသောခြေနှင့်၎င်းပြည့်စုံသောဘုရားသခင်သားတော်ဤအမိန်တော်ကတင်အချင်းချင်းချင်းချစ်ချင်းအမှုဆောင်ခြင်းယုံကြည်ခြင်းတီးခံခြင်းကို၎င်းနောက်ကျင့်သောအကျင့်တို့သည်အရင်ကျင့်သောအကျင့်ထက်သာ၍များကြောင်းကို၎င်းငါသိ၏သို့တော်လည်းငါ၏အစေခံကျွန်တို့သည်မတရားသောမေထုံကိုပြုစေခြင်းက၎င်းရုပ်ထုရှိမှပူဇော်သောရစ်ကောင်ကိုစားစေခြင်းက၎င်းပရောဖက်မဟူ၍ကိုခေါ်ဝေါ်သောတင်ဤခင်ပွန်းယေဇေဗေလသည်တွန်တင်၍မာယွန်းစေရသောအခွင့်ကိုတင်ဒီပေးတော်ကြောင့်တင်၌အပြစ်တင်စရာရှိ၏ဗျာဒိတ်ကျမ်းထဲမှာဝိညာဉ်တော်အားဖြင့်ပေါ်ပြပြီးတော့တမန်တော်ရှင်ယောဟန်ကိုပေါ်ပြတဲ့နောက်ဆုံးသောကာလရဲ့အသင်းတော်9ပါးကိုသူကစာရေးထားတာဖြစ်တယ်အဲ့ဒီမှာအေဖက်အသင်းတော်နော်လုတ်တိယအသင်းတော်ပြီးရင်နော်ဒီမှာအသင်းတော်9ပါးရှိတယ်ဒီမှာကတွာတိယမြို့အသင်းတော်ကအသင်းတော်ကိုကြတော့ဝိညာဉ်တော်ကဘာပေါ်ပြလဲဆိုတော့ဒီနေ့ကျွန်တော်တို့ဒီစာဆောင်မှာပြောထားလဲဆိုတင်းရဲ့အကျင့်ချင်းဝိညာဉ်တက်တော်အသက်တာထဲမှာခရိယန်အသက်တာမှာစိတ်အားကြီးခြင်းရက်ရောခြင်းတွေရှိတယ်တဲ့ပြီးရင်အလူငွေပေးလူတာတွေရှိတယ်ဆင်းရဲတဲ့သူကိုမှားစားတာတွေရှိတယ်အရန်ကောင်းတယ်ဒီဟာတွေအားလုံးကတင်းတို့အသင်းတော်ရဲ့အင်္ဂါလက္ခဏာမှာတကယ်ကိုပြည့်စုံတယ်တဲ့ဒါပေမဲ့အဲ့ဒီမှာငါပြောစရာအကြောင်းရှိတယ်နော်ဝိညာဉ်တော်ကပေါ်ပြလာအဲ့ဒါကဘာလဲဆိုတော့ဒီမှာကြည့်ငါဤအစေခံကျွန်တို့သည်မတရားသောမေထုံကိုပြုစေခြင်းကရုပ်တုရှိမှပူဇော်သောရစ်ကောင်ကိုစားစေခြင်းကပရောဖက်မဟူ၍ကိုခေါ်တော့တင်ခင်ပွန်းယေဇေဗေလတွန်တင်၍မာယွန်းသောအခွင့်ကိုတင်နေပေးတော့ကြောင့်ယေဇေဗေလဆိုမှသူ့ကိုသူပရောဖက်မလို့ပြောတာအဲ့တော့ဒီကနေ့ကျွန်တော်တို့နောက်ဆုံးသောကာလဖြစ်တယ်အသင်းတော်တွေမှာကျွန်တော်တို့တတိထားမယ့်အကြောင်းအရာတွေရှိတယ်အဲ့တော့ဒီယေဇေဗေလဆိုတာဘာတူလဲဆိုတာကိုအစကျွန်တော်တို့ဓမ္မဟောင်းထဲမှာရှိပါတယ်ယေဇေဗေလကအာဟပ်မင်းကြီးရဲ့မိဖုရားဖြစ်တယ်ဒီယေဇေဗေလကနော်ဣသေလနိုင်ငံကိုအုပ်စိုးပြီးတော့နော်အာဟပ်မင်းကြီးနဲ့အတူမိဖုရားပြုပြီးတော့ဣသေလနိုင်ငံကိုအုပ်စိုးတော်မိဖုရားဖြစ်တယ်သူအုပ်စိုးတဲ့ကာလမှာနော်မိစ္ဆာပရောဖက်တွေမဟုတ်မှန်တဲ့ပရောဖက်တွေနောက်ပြီးတော့ဒီဣသေလနိုင်ငံဣသရေလနိုင်ငံတစ်ခုလုံးမှာဘုရားသခင်အလိုတော်မရှိတဲ့အကျင့်တွေသူစရိုက်တွေမြောက်များစွာသူကခေါ်ဆောင်လာပြီးတော့မှ introduce လုပ်ပေးတာဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ယေဇေဗေလဆိုတာကသူ့ရဲ့အကြောင်းကိုကျွန်တော်လေ့လာကြမှာဖြစ်တယ်အဲ့ဒီကနေ့ကျွန်တော်သင်ခန်းစာယူစရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အတွက်ကျွန်တော်မိသားစုအတွက်အသင်းတော်အတွက်ဒီကနေ့အသင်းတော်တွေမှာဖြစ်နေတဲ့အရာကိုလည်းကျွန်တော်နားလည်ပြီးတော့မှဒီနေ့ယေဇေဗေလဓမ္မဟောင်းမှာမိဖုရားဖြစ်တော်လဲပဲဒီကနေ့အဲ့ဒီယေဇေဗေလရဲ့စိတ်ဝိညာဉ်ကျမ်းစာမှာပြောတာသူရဲ့ဝိညာဉ်ကအခုထိ operate လုပ်နေတယ်ဘာလို့ဒါဗျာဒိတ်ထဲမှာပေါ်ပြတာယေဇေဗေလဆိုတာဓမ္မဟောင်းထဲမှာရှိခဲ့တဲ့မိဖုရားဒါပေမဲ့ဗျာဒိတ်ကျမ်းမှာအသင်းတော်ကိုရေးတဲ့အခါမှာရှင်ယောဟန်ဘာပြောလဲဆိုတော့ယေဇေဗေလမိဖုရားရဲ့စိတ်ဝိညာဉ်ကအဲ့ဒီမှာမင်းတို့ထဲမှာလည်ပတ်နေတယ်မင်းတို့အသင်းတော်မှာရှိနေတယ်ဒါကကျွန်တော် remind လုပ်တာဖြစ်တယ်ဒါကြောင့်မို့ယေဇေဗေလစိတ်ဝိညာဉ်ဆိုပြီးတော့ကျွန်တော်ခေါင်းစဉ်ယူထားတာဖြစ်တယ်တချို့လဲကြားဘူးမှာပေါ့နော်ယေဇေဗေလရဲ့စိတ်ဝိညာဉ်ဒါပေမဲ့အသေးစိတ်ကိုဒီနေ့ကျွန်တော်အနေငယ်လေ့လာဖို့ဖြစ်တယ်အဲ့တော့ Jezebel ဆိုတဲ့ meaning နော်အတိတ်ဘယ်ကပါလဲယေဇေဗေလဆိုတဲ့အတိတ်ဘယ်ကအင်္ဂလိပ်လိုပြောမယ်ဆိုရင် an immoral woman who deceives လို့ပြောတယ်သူကဘာလဲအကျင့်ပြတ်တော်နော်ဖောက်ပြန်တော်လော်လေတော်လို့လည်းပြောတယ်နော်အမျိုးသမီးလော်လေတော်အမျိုးသမီးအကျင့်ပြတ်တော်အမျိုးသမီးအဲ့တော့ဓမ္မဟောင်းထဲမှာကတော့ယေဇေဗေလကတော့မိဖုရားဖြစ်တယ်ဒါပေမဲ့ဒီကနေ့အသင်းတော်တွေမှာယေဇေဗေလရဲ့ဝိညာဉ်လို့ပြောတဲ့အခါမှာဒါမိန်းမလို့ပဲပြောလို့မရအောင်ဒါအမျိုးသားထဲမှာလည်းအမျိုးသမီးထဲမှာလည်းဒီယေဇေဗေလရဲ့စိတ်ဝိညာဉ်ဆိုတာသူ့ရဲ့အကျင့်စရိုက်တွေကဒါ operate လုပ်ပြီးတော့ကျွန်တော်တို့ထဲမှာအလွတ်လွတ်လာနိုင်တယ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒါကိုလေ့လာရတာဖြစ်တယ်အဲ့တော့ယေဇေဗေလဒီမိဖုရားကဘာတူလဲဆိုတော့ခုနပြောလို့
ဇီဒုံမင်းကြီးအေတာဘာလရဲ့သမီးဖြစ်တယ်ဇီဒုံမင်းကြီးအေတာဘာလကဘာလဲဆိုတော့ဇီဒုံပီမှာသူကအစ်တီလလူမျိုးမဟုတ်ဘူးတိုင်းတစ်ပါးလူပြီးရင်ပြောမယ်ဆိုနတ်ဖျားတွေကိုပူဇော်ပတတဲ့ရစ်ပရောဟိတ်ဖြစ်တာသူကယေစီဘေလရဲ့အဖေကဘာပြောဆုံးစရာနတ်စရာဒါအခုခေတ်စကားနဲ့ပြောမယ်ဆိုဆုံးစရာနတ်စရာရဲ့သမီးဆိုရင်တော့ဘာဖြစ်သွားမလဲအလုံးလုံးနေနဲ့ဆုံးအတတ်တွေနဲ့အတတ်တွေပဲသွားမှာပေါ့ဖျားတရားဘက်ကိုမလာတော့ဘူးနော်ကျွန်တော်တို့ဆိုစကားရှိတယ်အရက်သမားရဲ့သားကအရက်သမားလိုပဲလုပ်တယ်ငါးဖန်းသမားသားငါးဖန်းသမားလိုပဲအခုကဒီမိဖျားကဘလို့ဖြစ်ပြီးမိဖျားဖြစ်တာလဲဆိုတော့ဒါကြောင့်အမတန်မှအရေးကြီးတယ်ကင်းအာဟမင်းကြီးကနော်အာဟမင်းကြီးက When it comes to toddler nutrition, choosing a brand backed by science and trusted by generations of Aussie parents makes all the ပြဿနာရဲ့အစကိုပြောပြမယ်ဓမ္မရာဆိုရင်တတိယစာ16 31အတူတူဖတ်ကြည့်အောင်နေပတ်ဤသားရေရောပေါင်ပြုတော်ဒုစရိုက်အပြစ်လန်းတို့ဒါလိုက်လျင်တာမညအပြစ်ရောက်မီဟုထင်မှတ်လျက်ဇိဒုံမင်းကြီးအေတာဘာလသမီးယေဇေဗေလနဲ့ဆုံဖက်၍ဘာလဖျားကိုဝတ်ပြုကိုဒါဘုရားရေးထားလဲဆိုတော့အာဟမင်းကြီးကိုရေးထားတာအာဟမင်းကြီးကရှင်ဘင်ဖြစ်လာတယ်ဒါပေမဲ့သူ့ရဲ့နံပါတ်1အမားကပြဿနာကအဲ့ဒီမှာစတာဘယ်ကစလဲဆိုအိမ်ထောင်ကြီးကစတာဒါကြောင့်တတိထားဖို့ဖြစ်တယ်ယုံကြည်သူတွေဒီနေ့ပြဿနာရဲ့အစဘယ်မှာလာနိုင်လဲဆိုတော့အိမ်ထောင်ကြီးကလာနိုင်ဘာဖြစ်လို့လဲဆိုတော့ဒီရှင်ဘင်ကားတဲ့နတ်ဆရာပြောမယ်ဆိုရင်တဘာတော့ဘာရာချာကိုးကွယ်တဲ့နော်ဟိုဂောဘကပေါ့ပြောမယ်ဆိုရင်ဒါဘောကဂောဘကဟိုဗာလဲဆုံးဆရာနတ်ဆရာရဲ့သမီးကိုယုံကြည်သူမဟုတ်တဲ့သမီးကိုတွားပြီးတော့ယူတာဒီနေ့ကျွန်တော်ယုံကြည်သူသမီးများဒါတတိထားဖို့လိုတယ်အိမ်ထောင်ပြုတဲ့အခါမှာမယုံကြည်သူနဲ့တွဲဖက်ပြီးတော့အိမ်ထောင်မပြုနဲ့လို့ကျမ်းစာမှာပြောတယ်ဒါတဘိုးမညီဘူးလို့ပြောတာဒါပြဿနာအဲ့မှာစအခုဒီမှာကင်းအာဟကဘယင်ရှင်ဘယင်ဖြစ်လက်ပြင်သူကအစ်တီလနိုင်ငံဆိုတာရစ်ပရောဟိတ်နိုင်ငံဖျားကိုကိုးခွေတဲ့နိုင်ငံဘယင်ခေါင်းဆောင်ကိုယ်တိုင်ကမယုံကြည်သူကိုယူထားတာအဲ့ဒီယူတဲ့အမှုကိုသူကဘာပြောဆိုတာမညအမှုလို့ပဲထင်တယ်ဆိုတော့တာမညဆိုတာဘာလဲဒါဘာမှဖြစ်ပါဘူးကိစ္စမရှိပါဘူးဒါမယုံကြည်သူဖြစ်မယ်နောက်ငါပြောင်းလဲငါလှုပ်လိုက်ရင်ပြောင်းလဲမှာပါအဲ့ဒီစိတ်ကြောင့်ယူလိုက်တာကျမ်းစာမှာပြောတယ်အဲ့ဒီဘယင်ကအဲ့လိုတွေးတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူများလည်းပဲနော်အိမ်တော်ပြုတဲ့အခါတတိထားပါကျွန်တော်တို့နဲ့ယုံကြည်ခြင်းမတူတဲ့လူကိုအိမ်တော်ပြုရင်ကိစ္စမရှိပါဘူးလူတိုင်းလည်းပြုနေတာပဲနောက်ကျရင်အစဉ်ပြေလာမှာပါဆိုတဲ့ဟာလုံးဝမတွေးပါနဲ့ကျမ်းစာမှာကျွန်တော်တို့ကိုပြောထားတာကတဘုံညီတဲ့အရာကိုဘုရားလူရှိတယ်အဲ့တော့ကျမ်းစာမှာနောက်ပါပြောသူပြောင်းလဲမပြောင်းလဲဆိုတာကိုမင်းဘယ်လိုလုပ်သိလဲကျမ်းစာမှာအခုခေတ်မှာကသူပြောင်းလဲမပြောင်းလဲအပထားကိုကသူ့ဘက်ကိုပြောင်းသွားတာယုံကြည်သူတွေကပါသွားတဲ့ဟာအများကြီးပဲဒါတတိထားဖို့လိုတယ်နော်ခရိယာမဟုတ်တဲ့အမျိုးသားခရိယာမဟုတ်တဲ့အမျိုးသမီးနဲ့ယူပြီးတော့အရင်တော့ကဘုရားကျောင်းမှန်တာနောက်ဘုရားကျောင်းမလာတော့အရင်တော့ကနော်ခရစ်စမတ်ပွဲတွေလာတာနောက်ကျတော့ဘုရားပွဲတွေသွားပြီအဲ့လိုမျိုးအများကြီးရှိတယ်ဒါကြောင့်မို့ဒီမှာရှင်ဘုရင်ကဘာလုပ်လဲဆိုတော့ဇိဒုံမင်းရဲ့သမီးမယုံကြည်သူနဲ့ဒီမှာရှင်ဘုရင်ကယူလိုက်တဲ့အခါမှာဘုရားကဘာပြောလဲဆိုတော့ဒုစရိုက်အမှုဖြစ်တယ်ဒုစရိုက်လမ်းကိုလိုက်တော့သူဖြစ်တယ်ဒါကိုကျွန်တော်တို့တတိထားမှာဖြစ်တယ်အဲ့တော့ပြဿနာဘယ်ကစလဲအိမ်ထောင်ရေးကစတာဖြစ်တယ်နော်အိမ်ထောင်ရေးကစတာဖြစ်တယ်ဒီနေ့ဘုရားသခင်ရဲ့အလိုတော်ထဲမှာအိမ်ထောင်ရေးအောင်မြင်မှဘဝအသက်တာအောင်မြင်တာဖြစ်တယ်အိမ်ထောင်ရေးအောင်မြင်မှအသင်းတော်အောင်မြင်တာဖြစ်တယ်အိမ်ထောင်ရေးအောင်မြင်မှကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တွေအောင်မြင်တာဖြစ်တယ်ဘလောက်ပဲအောင်မြင်တဲ့အမှုတော်ဆောင်ဖြစ်ဖြစ်အိမ်ထောင်ရေးမအောင်မြင်မဲနဲ့ကြာရှုံးသွားတဲ့အများကြီးရှိတယ်ဘလောက်ပဲအောင်မြင်တဲ့ခရိယန်စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်အိမ်ထောင်ရေးမตายရတဲ့အတွက်စီးစိမ်ဆုံးရှုံးပြီးတော့မှဘဝပြတ်သွားတယ်လို့အများကြီးရှိတယ်ဒီနေ့ဒါကိုကျွန်တော်တို့တတိထားရမယ်ဒီမှာကျမ်းစာထဲမှာပြောတာကအာဟမင်းကြီးကနော်ယေဇေဗေလကိုအိမ်ထောင်ပြုတဲ့ဘက်မှာသူကတာမညကိစ္စမရှိဘူးလို့သူကယူဆတဲ့အမှုတွေဖျားရှိမှာပါလေသူစရိုက်အမှုဖြစ်တယ်လို့ကျမ်းစာမှာပြောတယ်အဲ့တော့ဒီယေဇေဗေလကနောက်တစ်ချက်ကဘာလဲဆိုတော့နော်ယေဇေဗေလကသူ့ရဲ့အဖေကယစ်ဘရဟိတ်ဆိုတာအသက်ရှင်တဲ့ဖျားထာဝရဖျားကိုကိုးကွယ်တဲ့ယစ်ဘရဟိတ်မဟုတ်ဘာလဖျားကိုပူဇော်တဲ့ယစ်ဘရဟိတ်ဖြစ်တယ်အဲ့တော့သူကဘာလဖျားကိုပူဇော်ကိုးကွယ်တဲ့ယစ်ဘရဟိတ်ဖြစ်တဲ့အတွက်ယေဇေဗေလကဘာယူလာပြီလဲဆိုတော့ဘာလဖျားကိုကိုးကွယ်တဲ့ဘာလပရောဖက်တွေကိုအစ်တေလာတိုင်းပြည်မှာခေါ်လာတာအဲ့ဒီလိုခေါ်လာ
အဲ့တော့ပထမဆုံးတစ်ချက်ယေဇေဗေလရဲ့ဝိညာဉ်ကဘာလဲဆိုတော့အားလုံးပြောအောင် control manipulate ပြန်ပြောအောင် control manipulate control ဆိုတာကကြိုးကင်တာတဲ့လား control ဆိုတာ control လုပ်တာပေါ့အခုယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်တယောက်ပေါ်မှာတယောက်အရန်သူများရဲ့လွတ်လပ်မှုနဲ့အကျင့်စရိုက်ကိုအရန် control လုပ်ရင်အဲ့ဒါကယေဇေဗေလဝိညာဉ်ဖြစ်တယ်နော်ဆိုတော့သူဟာသူလွတ်လွတ်လပ်လပ်ဆိုတာက control ဆိုတဲ့ဒီနေရာကဘာလဲဆိုတော့ကျွန်တော်တို့နော် control ဆိုတာကတယောက်နဲ့တယောက် respect နဲ့ကျွန်တော် submission နဲ့ကျွန်တော်နော်အနံပြီးသွားတဲ့ပုံစံပြောတာမဟုတ် control ဆိုတာကတခါတည်းနော်သူကိုမနာလိုတဲ့အထိနော်လှုပ်စားဗာလဲလှုပ်တဲ့သွားတဲ့နေရာစားတဲ့နေရာအားလုံးအစကိုကအသေးစိတ်ကြိုးကင်ထားတယ်သူ့လွတ်လပ်ခွင့်မပေးထားဘူးအတင်းတော်မှလည်းဒီလိုမျိုးရှိတတ်တယ်နော်လှုပ်သမျှအရာအားလုံးကသူကအကုန်လုံးချယ်လေပြီးတော့မှလှုပ်ချင်တဲ့စိတ်တဘောအဲ့ဒါက control ဖြစ်တယ်နော်ဒီမှာကြည့်ဓမ္မရာဆိုရင်တတိယဆာ21 25ထဲမှာအာဟတ်မင်းကြီးကိုဘာလို့လဲအာဟတ်နဲ့တူတော့သူတယောက်မျှမရှိတဲ့ခင်ပွန်းယေဇေဗေလသည်တိုက်တွန်းသဖြင့်ထာဝရဘုရားရှေ့တော်၌ဒုစရိုက်ကိုပြုလို၍ကိုရောင်းစားတော်သူဖြစ် Hello, I'm Mike Cannon-Brooks. Most Australians know my name, but today I want to talk about you. If you're between ဒုစရိုက်လှုပ်ချင်တော့ကိုရောင်းစားတယ်အခုအာဟမင်းကြီးကိုသူဘာလုပ်လဲဆိုတော့အမျိုးမျိုးကြံစီပြီးတော့သူ့ယောက်ျားကိုသူ control လုပ်တာတကယ်ဆိုရင်တိုင်းပြည်မှာဘယင်နဲ့မိဖုရားဘယ်သူကအုပ်ချုပ်ရမှာလဲဘယင်ကအုပ်ချုပ်တာမိဖုရားဆိုတာကသူ့ကိုထောက်မှပြုတယ်နော်အခုကဘာလဲဆိုတော့ဘယင်ကအုပ်ချုပ်ရမယ့်အစားသူ့ရဲ့ယောက်ျားရှင်ဘယင်ပေါ်မှာသူက control လုပ်ပြီးတော့မှသူပြောရမယ့်အားလုံးဖြစ်လာအောင် control နောက်ကနေဆွေးအကျိုးကင်တဲ့အမျိုးသမီးဖြစ်လာအဲ့လိုမလုပ်ရရင်သူကမကျေနပ်ဘူးနော်အဲ့လိုမလုပ်ရရင် तू ကနော်အိမ်ထောင်မตายအောင်အမျိုးမျိုးလုပ်တယ်ကြည့် submission ဆိုတဲ့နှိမ့်ချတဲ့စိတ်မရှိဘူးနော်အတူတကွရှင်တွဲပြီးတော့နေထိုင်တဲ့စိတ်မရှိဘူး तू ကဗာလဲအထက်စီးမှနေခြင်းတဲ့စိတ်ရှိတာကြည့်အဲ့ဒါကယေဇေဗေလရဲ့အကျင့်စရိုက်ဖြစ်တယ်ယေဇေဗေလရဲ့စိတ်ဝိညာဉ်ဖြစ်တယ် तू ကဗာလဲ control လုပ်တာတော့မှကောင်းတဲ့ဘက်မှာ control လုပ်ရင်တော့မဆိုးဘူးဘုရားကျောင်းတွားရမယ်နော်ဟုတ်လားမလားကဲယောက်ျားကဒါမှမိန်းမကဘုရားကျောင်းမတွားဘူးဆိုရင်ဘုရားကျောင်းတွားရမယ်နော်ဆိုတော့အဲ့ဒီဘုရားကျောင်းတွားတဲ့ဆူတောင်းတဲ့ဘက်မှာနော်ပေးကမ်းတဲ့ဘက်မှာအမှုတော်ဆောင်တဲ့ဘက်မှာအားပေးပြီးတော့တွန်းတာကတော့ကောင်းတယ်ဒါပေမဲ့အခုမိဘုရားကဘာလို့ဒုစရိုက်ပြုဖို့အတွက် control လုပ်တယ်သူယောက်ျားကိုမကောင်းမှုပြုဖို့အတွက်သူကကြိုးကင်တာ manipulate ဆိုတဲ့စကားကိုပြောရအောင် manipulate ဆိုတာအင်္ဂလိပ်စကားမှာအရင်အရေးကြီးတယ်ဒါကချဲလဲတာ manipulate ဆိုတာကကိုဖြစ်ချင်တဲ့ဟာကိုကမလုပ်ဘဲနဲ့နော်အာနာရှိတဲ့လူတယောက်ကိုကလှုပ်အောင်လှုပ်လာအောင်ကိုကလှုပ်တာအဲ့ဒီ manipulate ဆိုတာအမတန်တတိထားဖို့ကောင်းတယ်ဒီနေ့ယောက်ျားချင်းချင်းမျိုးသမီးချင်းချင်းစကားပြောရင်ဖွင့်တဲ့အခါဒီ manipulate ကိုတတိထားပါကျွန်တော်တို့နော် manipulate ဆိုတဲ့စကားကအရေးကြီးတယ်ဘာလို့ဆိုတော့သူများရဲ့အားနည်းချက်ကိုနိုင်ယူတာသူကနော်အရန်ခင်တဲ့အချိန်မှာနိုင်ယူပြီးတော့အဲ့ဒီအားနည်းချက်နဲ့ပဲသူ့ကိုပြန်တိုက်တာနော်မကျေနပ်တဲ့အခါသူနဲ့ရန်သူဖြစ်လာတဲ့အခါအဲ့ဒီအားနည်းချက်နဲ့သူ့ကိုပြန်တိုက်တာအဲ့ဒါက manipulate ဖြစ်တယ်ဆိုတော့သူများရဲ့အားနည်းချက်တွေသူများရဲ့ one nation တွေသူများရဲ့ secret တွေကိုကလေခင်မင်တလူလူနဲ့အားပေးတလူလူနဲ့နိုင်ယူပြီးတော့မှကိုကအဲ့ဒါကိုမကောင်းတဲ့ဘက်မှာပြန်ပြီးတော့အသုံးချတာဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့အချင်းချင်းအမတန်တတိထားဖို့လိုတယ်တချို့က manipulate ဖြစ်တတ်တယ်တချို့ကတော့စိတ်ရင်းကောင်းတဲ့ကိုယ့်ကို counseling လုပ်ပြီးတော့မှဆူတောင်းပေးတဲ့လူရှိတယ်လို့တချို့ကျတော့အဲ့လိုမဟုတ်ဘူးအားနည်းချက်တွေကိုနိုင်ထုတ်ပြီးတော့အဲ့ဒါက manipulate ဖြစ်တယ် manipulate ဆိုတာကိုငိုနေတဲ့အချိန်မှာချော့တလို့လာလုပ်ပြီးတော့မှအဲ့ဒီငိုနေတဲ့အကြောင်းရင်းကိုရှာပြီးနောက်ကွယ်မှာပြန်ပြောတော့သူဖြစ်တယ်အဲ့ဒါက manipulate ဒါကြောင့်မို့ကျွန်တော်တို့နော်ယောက်ျားချင်းချင်းပဲဖြစ်ဖြစ်မိန်းမချင်းချင်းပဲဖြစ်ဖြစ်သူများစီမှာကိုရင်ဖွင့်တဲ့အခါသူများအကြောင်းပြောတဲ့အခါသတိထားပါဒါgossip ဖြစ်သွားအဲ့ gossip လုပ်တဲ့လူက manipulate ဖြစ်တာ manipulate ဆိုတာဒီတယောက်အကြောင်းကိုတခြားလူကမသိပေမဲ့မကောင်းဘူးဆိုတာကိုလူတိုင်းကိုမကောင်းမှုမြင်အောင်သူကပြောတာဖြစ်တယ်အဲ့ဒါက manipulate ဖြစ်တယ်အဲ့တော့ဒါကဘာလဲယေဇေဗေလရဲ့စိတ်ဝိညာဉ်ကဒီနေ့ operate ဖြစ်တယ်အဲ့ဒီ manipulate လုပ်တဲ့အတင်းတော်မှာဘယ်တော့မှမအောင်မြင်ဘူး manipulate လုပ်တဲ့နော်အတင်းတော်မှာဆိုရင် manipulate လုပ်တဲ့လူများလာရင်တင်းအုပ်ဆရာတွေလည်းနေလို့မရဘူးတင်းအုပ်ဆရာတွေမအောင်မြင်နိုင်ဘူးနော်အတင်းသားတွေလည်းအချင်းချင်းပါလဲယုံကြည်မှုအားနည်းလာတယ်တယောက်နဲ့တယောက်စိတ်မချတော့ဘူးစကားပြောပြီးဆိုတာနဲ့ဘလို့သူ့ကိုဘလို့တတိထားမလဲဆိုတာပဲဖြစ်လာတယ်နော်ကြည့်ပြီးတော့ရှောင်အဲ့ဒါ manipulate ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီကနေ့
နော်တန်ရှင်းချင်းနဲ့နော်တကယ်ကိုချစ်ချင်းနော်ခရစ်တော်၌ကျွန်တော်မိသားစုကဲလို့ချစ်ချင်းနဲ့ကျွန်တော်သွားအခုနပြောတဲ့နောက်မှာအကြံစီဘာမှအဲ့ဒါမရှိအောင်အဲ့ဒီအကြံစီကဘယ်ရလာလဲရေစီပေး